ကနန်းတွေဘလို့အခွန်လဲကြသလဲမြို့ဘွားရာသီကလွယ်ရင်ကနန်းတွေဟာလားဆင်လာတိုင်းအခွန်လဲလေးရှိပါတယ်အခွန်လဲခြင်းဟာကနန်းတွေမှာအခမ်းအနားမရှိပဲဘွားတစ်ချောင်းအနည်းဆုံး18ခါကနေအခါ20လောက်ထိအခွန်လဲတက်ကြပါတယ်အခွန်ကလဲပြီးတဲ့အချိန်မှာကနန်းတစ်ကောင်အတွက်ချုံမိန်နဲ့အောင်မြင်မှုကိုလက်ဆန့်ခံစားရတဲ့မြင်ကွင်းတစ်ခုလိုပါပဲကနန်းတွေကအခွန်လဲတဲ့အဖြစ်စဉ်ကိုအေဒစ်စစ်လို့ခေါ်ပြီးတော့အဲ့ဒါကကနန်းတွေကိုကြီးထွားနိုင်ဖို့အတွက်အခွန်အဟောင်းကိုစွန့်ပစ်လိုက်ခြင်းဖြစ်ပါတယ်အခွန်လဲဖို့အတွက်ရေအောက်ကျမ်းမြေကိုခြေနဲ့ကုပ်ပြီးအရင်ဆုံးရေကိုစုပ်ယူပြီးတော့ခန္ဓာကိုယ်ကိုတောင်တင်းအောင်လှုပ်ဆောင်ရပါတယ်အဲ့ဒါမှတော့အခွန်အဟောင်းတွေကနေထွက်နိုင်ကြမှာပါကနန်းအခွန်အဟောင်းကဦးကောက်အနောက်ဖက်ပေါက်ကနေအရင်ဆုံးစတင်ကွဲထွက်လာပါတယ်အဲ့ဒါဆိုရင်တော့အခွန်ဟောင်းတွေကနေဖြည်းဖြည်းချင်းလက်နဲ့ခြေထောက်တွေကိုစားပြီးဆွဲထုတ်ရပါတယ်အဲ့လိုထွက်ရတဲ့အချိန်ဟာအချိန်ကာလတစ်ခုကြာမြင့်နိုင်ပါတယ်အခွန်ဟောင်းကနေစကားထွက်ခြင်းမှာဆိုရင်ကနန်းအခွန်ကပျော်ပြောင်းချောပွင့်နေပြီးထိခိုက်လွယ်တာကြောင့်တခြားတရားတွေရဲ့တိုက်ခိုက်ခြင်းကိုခံရနိုင်ပြီးအနေအများဆုံးအချိန်ဆိုလဲဟုတ်ပါတယ်ကနန်းဟာရေကိုစုပ်ယူပြီးတော့အသစ်အခွန်ကိုပိုကြည့်အောင်လုပ်ရပါတယ်အဲ့နောက်မှသာခန္ဓာကိုယ်အသစ်ဟာပိုမိုမာကျောလာပြီးတစ်ချိန်တည်းမှာပဲတန်မာလာကြပါတယ်အခွန်လဲတဲ့ဖြစ်စဉ်ဟာကနန်းတွေအတွက်အဟောင်းခွန်မှာရှိတဲ့ဘိုးမွားတွေကိုဖယ်ရှားနိုင်တဲ့အပြင်ပျက်စီးသွားတဲ့အခွန်အပိုင်းတွေကိုပြန်လည်ပြုပြင်ဖို့အရေးကြီးတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်ကနန်းအမတကောင်အခွန်လဲတဲ့အခါအပေါ်ကနန်းအထီးကအပေါ်ကနေအုံမိုးပြီးကာကွယ်ပေးတတ်ကြပေမဲ့ကနန်းအထီးအခွန်လဲတဲ့အလှည့်မှာတော့အခွန်ပျော်ပြီးအင်အားချင်းနေတဲ့ကနန်းအထီးကိုကနန်းအမကရရဆက်ဆက်စားပြတတ်ပါတယ်ဒီအချက်ကကျွန်တော်တို့ပုရိသအမျိုးသားတွေဟာအထီးရမိန်းမတွေထက်ပိုပြီးအခြေကြီးကြတယ်ဆိုတဲ့တက်တဲ့တစ်ခုဖြစ်ပါတယ်